ပေါ်မှာဆွန်ဆိုတဲ့တယောက်ကလာမယ့်ယာဒီမှာ level 4အသင်းဟာကျွန်တော်တို့ Manchester United ရဲ့အထက်မှာနေပြီးတော့မှယာဒီတိန်းသွားလိမ့်မယ်လို့ခန့်မှန်းသွားပါတယ်အားလုံးပဲမင်္ဂလာပါ3 minute United ကနေဆက်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ထုံးစံအတိုင်းကြိုစားပါ Okay ဒီကနေ့ပြောမယ့်အကြောင်းအရာလေးတွေကတော့ရည်စရာလေးတွေပေါ့ဗျာတချို့လူတွေတက်ကတော့အားရစရာပေါ့ဒါပေမဲ့ကျွန်တော်တို့ United ပရိသတ်တွေတက်ကတော့တကယ့်ကိုဟာတာစစ်အဲ့ဒီပေါ်မန်ဆွန်ဆိုတဲ့တယောက်ကတကယ့်ကိုကောက်ကြောင်ပြီးတော့မှအသက်ကြီးပြီးတော့မှကောက်နေတဲ့ဘေးကြီးပေါ့နော်သူခတ်မှန်းလိုက်ရတယ်ဆိုလို့ရှိရင်သူခတ်မှန်းလိုက်တဲ့ပွဲကြိုရလက်တွေကလည်းတောက်တလွဲတွေကြီးပဲအဲ့ဒါကြောင့်မလို့ဒီဘေးကြီးဟာသူရဲ့ကြိုတင်ဟောကိန်းထုတ်တဲ့ဟာတွေပြောတဲ့ဟာတွေခတ်မှန်းတာတွေလောက်လာပြီဆိုလို့ရှိရင်ကျုပ်ကရည်ရှင်တာဒီနေ့လဲသူဖင်ရလိုက်ပြန်ပြီဗျအဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီယာဒီမှာတဲ့Liverpool က United ရဲ့အောက်မှာနဲ့အောက်ကနေယာဒီတိန်းမှာဖြစ်ပေမဲ့လာမယ့်ယာဒီမှာတော့ Liverpool ဟာUnited ရဲ့အထက်မှာနေပြီးတော့မှယာဒီတိန်းမယ်လို့သူကတော့ခန့်မှန်းလိုက်ပါတယ် United ကျွန်တော်ညီကိုတွေခန့်မှန်းကြည့်လိုက်သူပြောတာဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဆိုတဲ့ဟာပေါ့နော်ကျုပ်ကတော့ဒီဘဲခန့်မှန်းတဲ့မြောက်ကိုရီပဲရီချင်နေတော့တာတနေကိုတနေကဘာမှမစားဘာမှတောက်ပဲနဲ့ထိုင်ပြီးတော့ရီနေချင်တာအဲ့တော့ဗျာပြောရင်တော့အားလဲနာပါတယ်အဲ့တော့ကျွန်တော်တို့တခြားပြောမယ်Liverpool ဟာယာဒီမှာလည်းယာဒီအစမှာတော့သူအခြေအနေတစ်ခုထိလောက်ဇယားထိတ်မှာသူနေခဲ့တယ်တင်တယ်ဒါပေမဲ့ကျွန်တော်မရပြောရလို့ရှိရင်Liverpool ကွင်းမှာတွားပြီးတော့မှ United ကနိုင်လိုက်တဲ့ပွဲကနေစပြီးတော့မှ Liverpool ဟာ United နဲ့ပွဲရဲ့ရှုံးပွဲကနေစပြီးတော့မှတိုင်ပတ်ခဲ့တာရှုံးလိုက်တည်ကြလိုက်ရှုံးလိုက်နဲ့တိုင်နေပတ်လာခဲ့တာတော်တော်လေးကိုအချိန်ကြီးဆိုးသွားပါတယ်လက်ရှိချန်ပီယံလို့ကိုပြောလို့မရတဲ့အထိကိုခြေစွမ်းကဆိုးရွားသွားတာပေါ့နော်ပြောရမယ်ဆိုလို့ရှိရင် United ကသူတို့ရဲ့စိတ်ဓာတ်တွေကိုတွားပြီးတော့သူတို့အိမ်ကွင်းမှာရိုက်ချိုးပစ်ခဲ့တယ်လို့တော့ပြောလို့ရတယ်ဗျနော်ပြီးတော့မှပြီးခဲ့တဲ့သတင်းပတ်တုန်းကဒါ United က Old Trafford မှာကန်ပြီးမှ 3-2 နဲ့နိုင်တဲ့ပွဲမှာလည်းအမှန်ဆိုကျွန်တော်ကပွဲမှာစခင်မှာတခုခုကိုခံစားချက်ရှိရနေတာဒီနေ့ကတော့ United ကတော့ဂိုးပြက်အတကုံဖုတ်မှာနော်ပြီးခဲ့တဲ့အရင်တုန်းကရှုံးကြွေးတွေကိုလည်းဆန်ချင်းဟောင်းတွေနဲ့ပြန်ရိုက်ချိုးလိုက်မယ်လို့ကိုကျွန်တော်ထင်ခဲ့တာနော်အဲ့ဒီပွဲမှာပွဲစားတာနဲ့မိနစ်20တွင်းမှာ2ဂိုးရလိုက်တော့ကျွန်တော်ကတော့တခြားပြီးကျွန်တော်ခန့်မှန်းတယ်လို့ဖြစ်လာတော့မယ်လို့ထင်ခဲ့ပေမဲ့မလုံအပ်ပဲနဲ့ United ကခံစစ်ကစားပုံကူးပြောင်းသွားတဲ့အချိန်မှာခြေပောက်ကုန်း2ဂိုးပေးလိုက်ရတယ်ပေါ့နော်အဲအကြောင်းအဲ့လိုဖြစ်သွားတာပါဆိုတော့ညီကိုတို့ခန့်မှန်းကြည့်လိုက်ပါလူစင်းအရာပြောမှဆိုရင် Liverpool ဟာဒီမှာလဲ United ထက်အများကြီးတာပါတယ်လူစင်းအရာပြောမှဆိုလို့ရှိရင်ကစားသမားအင်အားချင်းရှင်းတော့မှ Liverpool ကအများကြီးတာတဲ့အတင်းမှာဒါပေမဲ့သူတို့ကကျွန်တော်တို့အောက်မှာယာဒီတိန်းတော့မှာပါဆိုတော့လာမယ့်ယာဒီမှာ United ဟာလူအင်အားတွေဖြည့်တင်းမယ်ကွင်းလင်ရောနောက်တန်းရောနော်တင်းကြားတာကတော့ကျွန်တော်ရဲ့ဂိုးသမားဟောင်းကြီးဒီဂီယာတောင်မှအတင်းကိုပြန်လာဖို့အလားအလာရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေတင်းနဲ့ကြားရဒါတွေကကောလာဟန်လာပေါ့ဗျာအဲ့တော့ United က Liverpool လိုမျိုးနော် Arsenal တို့လိုမျိုးလူစင်ကြီးဖြစ်တင်းလိုက်ပြီဆိုလို့ရှိရင်မှန်ကန်တဲ့လူခေါ်ယူမှုလေးတွေနဲ့လှုပ်ခဲ့ပြီဆိုလို့ရှိရင်တော့ဒါအလုံးတီးကြတဲ့အတိုင်း United ဟာဘလို့နဲ့မှနော် Liverpool အောက်ကိုရောက်နိုင်ချေမရှိပါဘူးလာမယ့်ရာသီမှာပြောတာနော်ဘလို့မှ Liverpool အောက်ကိုမရောက်နိုင်တာဗျာလက်ရှိမှာကကျွန်တော်တို့ United ရဲ့ mentality ပိုင်းတွေကနော်စိတ်သက်ပိုင်းရေးရာခံစားချက်တွေက Liverpool ရဲ့အထက်မှာရှိတယ်အဆင့်ရက်တည်မှုကလည်း Liverpool အထက်မှာရှိတယ်ဒါ Liverpool နှိမ်လို့ပြောတာမဟုတ်ပါဘူးဒါပေမဲ့ပေါ်မှာဆွန်ကြီးကဘလို့ပေါ့သူတို့ကတော့ဒါလုံးဝဘောလုံးပညာရှင်လို့ပြောလို့ရတာကိုဒါပေမဲ့ဘောလုံးပညာရှင်တွေရဲ့ခန့်မှန်းချက်တွေကလည်းလွဲတယ်ဗျသူတို့ကကစားသမားဟောင်းလည်းဖြစ်တယ်နော်ပြီးတော့လက်ရှိမှာလည်းဘောလုံးတုံးတက်နေတဲ့ပညာရှင်တွေလည်းဖြစ်တယ်ဆိုတော့သူတို့ကတော့ပို့ပြီးတော့မှကျွန်တော်တို့တက်ကတော့အစပေါင်းထောင်ရာချီသူတို့ကတော့တာတာဟုတ်ပြီဒါပေမဲ့ဆရာကြီးလည်းလွဲတယ်နော်ကျွန်တော်တို့ United ပရိသတ်တွေကသူတို့ကတော့ဒါဘောလုံးအတင်းညုံလိုက်ကြည့်ပြီးတော့မှလိုက်ဝေဖန်ခန့်မှန်းတဲ့အဆင့်ပဲရှိတယ်ကျွန်တော်တို့ကတော့ဒါ
United ကလို့အတင်းကိုရင်ပတ်ထဲကနေအားပေးတဲ့အတင်းဖြစ်တဲ့အတွက်ကိုယ့်ရဲ့အတင်းရဲ့အခြေအနေဘယ်လိုမှရှိတယ်လဲဆိုတာကိုကောင်းကောင်းသိတယ်ဒီဟာဒီမှာဖလားမရဘူးမှန်တယ်နော်ဖလားပြန်ပွဲဆိုအကုန်လုံးကနေထွက်လိုက်ရတာမှန်တယ်ဒါပေမဲ့လာမဲ့ရာဒီမှာတော့ United ရဲ့ခစ်တစ်တစ်ခုကိုစတော့မယ်လို့ကျွန်တော်ကတော့ယုံကြည်နေတယ်နော်အဲ့တော့ပေါ်မှဆိုရင်ခံမှန်းချက်ပဲမှန်မလားကျွန်တော်ပြောတာပဲမှန်မလားဆိုတာတော့ United ရဲ့ကျွန်တော်တို့ညီကိုတွေခံမှန်းကြပါပြီးတော့မှကိုယ်တိုင်လည်းသုံးသက်ကြည့်ကြပါပြီးတော့လာမယ့်ရာဒီမှာခင်ဗျားတို့ကြည့်လိုက်ပါကျွန်တော်ပြောတယ်နော် United ရဲ့ခစ်ကောင်းကာလတစ်ခုကိုအစပြုတော့မယ်ဆိုတဲ့ဟာကိုညီကိုတို့တေချာလေးမှတ်ထားပါနော်အဲ့တော့ကျွန်တော်တော့အင်္ဂလိပ်စကားတအားကျွမ်းတယ်ဆိုခဲ့မယ်ဆိုလို့ရှိရင်တော့ပိုးမှဆိုကျုပ်က challenge တာလုပ်ရှင်တာဟုတ်တယ်ဒါပေမဲ့ကျွန်တော်အင်္ဂလိပ်စကားမပြောတတ်ပါဘူးဒါကြောင့်မလို့ကျွန်တော်မြန်မာလိုနဲ့ပဲကျွန်တော်ညီကိုတွေနဲ့ပဲတိုင်ပြီးဆွေးနွေးရင်းနဲ့ဒီဗီဒီယိုကိုလုပ်တာဖြစ်ပါတယ်အဲ့တော့ဘာပဲပြောကျေးဇူးအများကြီးတင်ပါတယ်ဒါညီကိုတို့အနေနဲ့ဒါပေါ်မဆွန်ရဲ့ခံမှန်းချက်တွေကိုဟော့ကိန်းတွေကိုဘယ်လိုမြင်တယ်လဲပေါ့ဗျာကျုပ်ကတော့ရည်ချင်တော့တယ် comment မှာလာရောက်ပြီးတော့မှဆွေးနွေးသွားလို့ရပါတယ်เนาะကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနဲ့အားပေးကြပါကျေးဇူးအများကြီးတင်ပါတယ် Manchester United fan များအားလုံးကျမ်းမာပြီးတော့ရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာလေးစားပါတယ်